ဟုတ်လေ ခါကြီးပေါင်းကြီးတအားတက်ပြီးတော့ညဆိုရင်မအိပ်ရတာဘဘဘယ်နည်းရှိပြီလဲ 2 လလောက်ရှိ ညဆိုမအိပ်ရ2လလောက်ရှိပြပြီလေနော်လူကလည်းပိန်ပြီးတော့ဟလာဟိုအသားရည်တွေကလည်းဆံမစီရောက်လာတော့တုံနေပါတယ်အဲ့ဒီခါကျတော့စိတ်ယုံတက်တာလဲဘဘဘယ်နည်းရဲ့8ရက်8ရက်မှာဘယ်သူလာကြည့်လဲ လူကမကြည့်ပါဘူး ဘယ်သူမှလာမကြည့်ပါဘူးနော်လာမကြည့်တဲ့ခါကျတော့အခုဘဘကိုဒါအကိုကဘာတော်လဲတငယ်ချင်းကနေပြီးတော့အမြင်မတော်လို့လာရောက်ပြီးတော့ကုသပေးခြင်းဖြစ်ပါတယ်အထမင်းစိတ်ယုံမှာကျတော့ဘယ်သူကလာကြွေးလဲဘဘကို မစားဘူးလေ ဟဲ မဟုတ်ပဲစား မဟုတ်အောင်ဘယ်သူကလာကြွေးလဲ ဟုတ်ကအဲ့လိုတငယ်ချင်းတွေထိတ်မှုပြီးအဲ့ဒါပဲစားလို့ သားသမီးကဘဘဘယ်နှယောက်မွေးထားလဲပြောကြည့်ပါဦး 3 ယောက်ကို1 ယောက်တည် 2ယောက်ပဲကျန်တာပေါ့ ဟုတ်တယ် အမျိုးသမီးရောရှိသေးလား လည်းပြောသူရမရှိဘူး မရှိတော့ဘူးဟုတ်ပြီဟုတ်ပြီဒါဆိုရင်ဘယ်သူမှဘဘကိုပြန်မကြည့်ကြဘူးပေါ့နော် ငယ်ချင်းတွေကောင်းလို့ တငယ်ချင်းတွေကောင်းလို့